မင်္ဂလာပါရှင်ဒါကတော့ခရမ်းသီးနဲ့မှုကိုနှှပ်ထားတာဖြစ်ပါတယ်ရှင်အရန်ကိုစားလို့ကောင်းပါတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကိုပြပေးပါမယ်ရှင်ခရမ်းသီးပါမှုပစွန်ချောက်ငရုတ်သီးစိမ်းဖြစ်ပါတယ်ငရုတ်သီးစိမ်းမှာငပိထည့်ပြီးတော့ထောင်းပါမယ်အရသာမှုနဲ့စားကိုလည်းထည့်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်ထောင်းပြီးသွားပြီဆိုရင်တော့ချက်ဖို့အတွက်စီပူတေးပါမယ်စီပူလာပြီဆိုရင်တော့အတင်ပြီးထားတဲ့ကြက်သွန်ကြီးများများလေးစီတပ်ပေးလိုက်ပါမယ်ရှင်ကြက်သွန်ကြီးများများထည့်တာကအနှစ်ကိုအရန်ကိုစားလို့ကောင်းပါတယ်အနှစ်ရစေပါတယ်ရှင်ကြက်သွန်ကြီးတွေရလာပြီဆိုရင်တော့ခုနကထောင်းထားတဲ့ငရုတ်သီးနဲ့အရသာအစာပလာတွေကိုထည့်ပြီးတော့စီတပ်ပေးလိုက်ပါမယ်ရှင်မွေးနေရဲ့အထိစီတပ်ပေးလိုက်ပါမယ်ရေဆေးထားတဲ့ပစွန်ချောက်ကိုလည်းထည့်ပြီးတော့စီတပ်ပေးလိုက်ပါမယ်ရှင်စနွေးလေးထည့်လိုက်ပါမယ်အရန်ကိုမှစားလို့ကောင်းတဲ့ခရမ်းသီးနှပ်ဖြစ်ပါတယ်ရှင်အသားလေးနဲ့တော့မလေးနိုင်ရအောင်ကောင်းတဲ့ခရမ်းသီးနှပ်ဖြစ်ပါတယ်ကဲမိုးကိုထည့်ပြီးတော့လည်းစီတပ်ပေးလိုက်ပါမယ်ရှင်လုံထားပေးလိုက်ပါမယ်မိုးလေးနည်းနည်းနိုးလာပြီဆိုရင်တော့အတက်လီထားတဲ့ခရမ်းသီးတွေကိုထည့်ပြီးတော့မွေထားပေးလိုက်ပါမယ်ရှင်စီများများထည့်တာမလို့ရေထည့်စီရမလို့ဘဲနဲ့ဒီစီလေးနဲ့ပဲဣနေအောင်အပုံးအုပ်ပြီးတော့ထားလိုက်ပါမယ်ရှင်တကယ်လို့ခရမ်းသီးကမာနေတယ်ဆိုရင်တော့ရေနည်းနည်းလေးထည့်လို့ရပါတယ်နော်ဒီလိုနှက်နေတဲ့အချိန်မှာမီးကိုအေးအေးလေးထားပေးရပါမယ်ရှင်ကဲခရမ်းသီးလေးကတော့နည်းနည်းတော့ဤလာပါပြီကျမအယောင်လှစီဖို့အယောင်တင်မှုလေးထည့်လိုက်ပါတယ်ရှင်ကဲအပူအောက်လေးကိုဖြည်းဖြည်းလေးလှန်ထားပေးလိုက်ပါမယ်နော်ခရမ်းသီးတွေအလုံးတိုင်းရှိနေအောင်မကြေသွားအောင်ဖြည်းဖြည်းလေးအပူအောက်လန်ထားပေးလိုက်ပါမယ်ရှင်ခရမ်းသီးလေးတွေပြန်ပြီးတော့နူးအိကျသွားအောင်မီးအေးအေးလေးနဲ့အဖုံးလေးအုပ်ပြီးတော့ပြန်နှက်ထားပေးလိုက်ပါမယ်နော်ဒီတစ်ခါနှက်ရင်တော့ခရမ်းသီးကချက်ပါပြီရှင်ကဲဒါကတော့ခရမ်းသီးကအရန်ကိုမှအိကျသွားပြီးတော့အလုံးမပြတ်အရန်ကိုမှစားလို့ကောင်းတဲ့အနေအထားကိုရပါပြီနန်းနန်းပင်လေးအုပ်ထားပေးလိုက်ပါမယ်နော်ကဲမီးလေးပိုက်လိုက်ပါပြီရှင်